ဒီနေ့ကတော့ဒါချမောင်ကြော်တဲ့နီးလေးလွယ်သုံးချမောင်ကြော်တဲ့နီးလေးပေါ့ဗျာဒါလူတိုင်းကတော့တည်ပြီးသားနေမှာပါမတည်သေးတဲ့လူလည်းကြည့်ပေါ့တရားလေးကိုဟာပေါ့ခရင်လေးနဲ့ဒီလိုမျိုးလေးဆွဲပြီးတာနဲ့သူကိုမှွပေးမယ်ညစ်ကလေးတွေကိုမှွပေးမယ်ပြီးရင်ဟိုပေါ့စက်သွန်ပြူလေးထောင်းပြီးရင်စက်သွန်ပြူလေးထောင်းပြီးရင်ငရုတ်သီးအနီထောင်းအစိမ့်ထောင်းရပါတယ်ငရုတ်သီးလေးထည့်မယ်ငရုတ်သီးလေးထောင်းမယ်ပြီးရင်စက်သွန်အနီလေးလှီးမယ်ခုနစက်သွန်ပြူထောင်းတာလေးကိုကော်ထားပြီးတော့ငရုတ်သီးလေးခုနဆက်ထောင်းတာဒါငရုတ်ပွားသီးလေးလှီးမယ်မြက်ကလေးကိုခုနမှွထားတဲ့ဟာလေးဒါကတော့ပဲဆောင်ရသည်ပေါ့ဒါပဲသီးရှည်ဒါကတော့ငရုတ်သီးထောင်းထားတာပေါ့ပဲဆောင်ရသည်ကမထည့်လည်းရပါတယ်ကျွန်တော်အိမ်မှာရှိနေလို့မလို့ပဲဆောင်ရသည်လေးဒါလေးပါလှီးထားရတယ်ဗျ4-5မျိုးလောက်တော့ရှိမှာပေါ့တဲပူပြီဆိုလို့ရှိရင်စီကိုထည့်မယ်နောက်ပြီးတော့စီလေးနည်းနည်းပူလောင်လေးစောင့်ပြီးတာနဲ့အဲ့ကထဲမှာစနုံးမှုန့်လေးနည်းနည်းထည့်မယ်ဗျစနုံးမှုန့်ထည့်ပြီးတာနဲ့ကြက်သွန်ပြူခုနထောင်းထားတဲ့ဟာလေးကိုထည့်မယ်နည်းနည်းလေးမှွေပေးနောက်ပြီးတော့ဟာကြက်သွန်အနီလေးထပ်ထည့်အဲ့ဒါပြီးတော့တခါပဲငံပြားကြီးလေးပေါ့အဲ့ဒါပြီးတော့ပဲငံပြားကြီးလေးထည့်မယ်ဗျပဲငံပြားကြီးအပြစ်ကလေးအဲ့ဒါပြီးတာနဲ့မြစ်ထည့်မယ်မြစ်ကိုထည့်ပြီးတော့မှွေပေါ့နည်းနည်းလေးမှွေပေးလိုက်လုံးပေးလိုက်တော့မြစ်ထည့်ပြီးတော့မှွေပြီးတာနဲ့ဒါအချုံမုံထည့်တာအချုံမုံလေးနည်းနည်းပေါ့အရန်အများကြီးမကြိုက်တဲ့လူကတော့ခက်နည်းနည်းလေးပဲထည့်ရပါတယ်ပြီးရင်စားတစ်စွန်းလောက်ထည့်မယ်ဗျစားကဟိုအနည်းဘက်ကိုပါပြီးတော့ထည့်တာကောင်းပါတယ်ပြီးမှလိုရင်ထပ်ထည့်ပေါ့အဲ့ဒါပြီးတော့ဒါကတော့အယောင်တင်မှုန့်ပြီးလို့ရှိရင်ချမောင်ကျော်လေးအယောင်နည်းနည်းလှတော့အယောင်တင်မှုန့်လေးနည်းနည်းထည့်သုံးမယ်ပြီးရင်ခဏလေးမှွေလိုက်ပြီးရင်အဲ့ဒီအထက်ကိုရေလေးနည်းနည်းထည့်မယ်ဗျမြစ်ကနည်းနည်းမနူးတတ်သေးဘူးမြစ်မနူးသေးဘူးအောက်ကစီပဲထည့်တာဆိုတော့လေအောက်ကကတ်သွားမှာဆိုလို့ရေလေးနည်းနည်းထည့်ပြီးတော့မှအဖုံးလေးဖုံးပြီးခဏလေးစောင်းလိုက်5မိနစ်လောက်လေးအဖုံးလေးဖုံးပြီးခဏလေးစောင်းရသွားပြီဆိုတော့ခုနရေလေးခမ်းပြီဆိုတော့တခါငရုတ်သီးထည့်ငပိဒီနေရာမှာငပိထည့်မယ်ဆိုရင်ခုချိန်ထည့်လို့ရတယ်ဗျငပိကြိုက်တယ်လို့တော့ထည့်လို့ရကျွန်တော်တော့ငပိမထည့်ထားအောင်ဟိုချမောင်ကြော်တာတော့ငပိပါရင်တော့ပိုကောင်းမယ်ကျွန်တော်ကအစားပလာတွေအများကြီးသုံးထားတာဆိုတော့လေငပိမပါလဲအရင်မချစ်မအောင်ကျွန်တော်ပြီးတော့ပဲသီးထည့်မယ်ခုနပဲတောင်ချေတခါတည်းပဲဆောင်ရသီးပါထည့်မယ်ဒါလေးမှွေထားလိုက်ငရုတ်ပွားသီးကတော့လှိထားပြီးတာအဲ့ဒါရှိတယ်နည်းနည်းလေးသူကတော့နောက်ပိုင်းမှာထည့်မှာဗျသူကတော့တန်းကြက်လွယ်တာဆိုတော့ဒီပဲသီးနဲ့ပဲဆောင်ရသီးကမကြက်လွယ်တာဆိုတော့သူ့ကိုနည်းနည်းရေလေးထည့်မြစ်ကပို့ဆိုတာပေါ့မြစ်ကိုနူးအောင်လို့အစောပိုင်းထည့်ထားတာတခါရေလေးထည့်ပြီးတော့ခဏလေးပြန်အုပ်3မိနစ်4မိနစ်5မိနစ်ပေါ့အဲ့ရေလေးခမ်းပြီဆိုတော့မှခုနငရုတ်ပွားသီးလေးလှီးတာထည့်ငရုတ်ပွားသီးလည်းမထည့်ရင်တော့ရပါတယ်ကျွန်တော်ကငရုတ်ပွားသီးလေးအနံ့မှုအောင်ဆိုပြီးတော့ထည့်ထားပြီးတော့မှတခါရေဆေးထားပြီးတော့ချင်မောင်ရက်ကိုထည့်ပြီးရင်မှွေပေးပေါ့အထက်အောက်ကလေးတမအောင်လေးမှွေပေးမှွေပေးပြီးတော့ဟာရမှုန့်လေးပေါ့ကြက်သားမှုန့်လေးတို့မျောပြီးမှဆိုတော့ခနောကြက်သားမှုန့်လို့ဘာလို့သုံးလို့ရပါတယ်အဲကြက်သားမှုန့်လေးနည်းနည်းထည့်မယ်ပြီးရင်တော့ခုနစားအပေါ့ငံလေးတိအောင်မြည်ကြည့်ပေါ့ဗျာမြည်ကြည့်ပြီးတော့မှလိုအပ်ရင်ထည့်စားပါညာတော့ကိုကဒါကိုလိုသလိုသုံးလို့ရတယ်ငရုတ်သီးကလည်းအဆက်အရမ်းကြိုက်ရင်တော့ပိုထည့်လို့ရပါတယ်ဒီပုံစံနဲ့အလိုမျိုးလေးမှွေလိုက်လို့ရှင်တဖြည်းဖြည်းနဲ့နွမ်းသွားပြီပေါ့အခုကဆိုရင်ကြက်တော့မယ်အခုနမြည်ကြည့်လိုက်တော့နည်းနည်းလေးအရသာလိုနေလို့ကြက်သားမှုန့်လေးနည်းနည်းထည့်မီးလေးနည်းနည်းလျှော့တော့မှရမယ်ဘာလို့လဲဆိုအောက်ကနည်းနည်းလေးကတ်လာပြီဆိုတော့အဲဆိုလို့ရှိရင်တော့ခုနချမောင်ကျော်တပွဲရသွားပြီဗျာဒီပုံစံလေးပေါ့ဒါချင်းဆက်လေးနဲ့အရန်စားလို့ကောင်းတဲ့ချမောင်ကျော်တပွဲရသွားပါပြီဒါကတော့အလွယ်ဆုံးနည်းနဲ့လုပ်ပြထားတဲ့ချမောင်ကျော်နည်းလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းအားလုံးကြော်စားကြည့်လို့ရတာပေါ့